ဒီလူငယ်လေးဟာသူ့ရဲ့နှလုံးသားနဲ့ဝိညာဉ်ကိုပါပုံအောပြီးဒီ project ကြီးကိုစူးစမ်းပန်းစားတည်ဆောက်ခဲ့တာပါနောက်ဆုံးမှာတော့အဆောက်အဦရဲ့အမြင့်ဆုံးအပိုင်းကိုအပြီးတက်တဲ့ topping out အချိန်ကိုရောက်လာခဲ့တယ်ဒါပေမဲ့သူကဘာလို့မှန်းမသိပဲဒီ project ရဲ့ဂုဏ်ပုဒ်တွေအားလုံးကိုတခြားသူတစ်ယောက်ကိုလွှဲပေးဖို့သူကိုယ်တိုင်စတင်လှုပ်ဆောင်ခဲ့ပါတယ်သူဟာမီဒီယာတွေရှေ့မှာလည်းဒီ project နဲ့သူနဲ့လုံးဝမပတ်သက်ကြောင်းပွင့်ပွင့်လင်းလင်းကြေညာခဲ့တယ်တကယ်တော့သူ့ရဲ့ရည်ရွယ်ချက်ကသူ့ဖခင်နဲ့အတူအဖေတူမအေကွဲညီကိုနောက်ပြီးဖခင်ရဲ့မယားငယ်တို့ကိုထိုက်တန်တဲ့ပြစ်ဒဏ်ပေးဖို့ပါပဲအဲ့ဒီအချိန်မှာဘာမှမသိသေးတဲ့ဖခင်ဖြစ်သူနဲ့အငယ်ကောင်တို့ဟာအရန်ကိုပျော်ရွှင်ကုန်ယူနေကြတော့မှာအငယ်ကောင်ကသူ့ရဲ့ကုန်ကျက်တရေကိုတိမ့်ပိုက်ဖို့အတွက်အဆောက်အဦ BC ကြောင်ခလုတ်ကိုနှိပ်လိုက်တဲ့အချိန်မှာပဲသူတို့နောက်ကရာစုတစ်မျော်စင် Century Tower ကြီးဟာနားကွဲမတက်အတန်ကြီးနဲ့အတူရုတ်တရက်ပြိုကျသွားပါတော့တယ်တကယ်တော့ဒါဟာသူတို့ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့လုပ်ရက်တွေရဲ့အကျိုးဆက်ပါပဲတကယ်တော့ဒီလူငယ်လေးဟာဒီ project တစ်ခုလုံးကိုတာဝန်ယူခဲ့တဲ့ကျွမ်းကျင်ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ပါဒါပေမဲ့တိုက်ဆိုင်အဲ့ဒီနေ့မှာပဲတယောက်ကငွေလိမ်မှုလုပ်ထားပြီးစံမမီတဲ့ကွန်ကရစ်တွေတုံးထားတာကိုသူတွေ့သွားခဲ့တယ်ဒီလိုကွန်ကရစ်မျိုးကဒီလောက်ကြီးမားတဲ့အဆောက်အဦကြီးကိုဘလို့မှမထမ်းထားနိုင်ပါဘူးအဆောက်အဦပြီးသွားတာနဲ့ပြိုကျမှာတေချာနေပြီးသူ့အဖေလည်းဘဝပြတ်တော့မှာပါဒါကြောင့်သူ့အဖေထောင်မကျအောင်ကူညီဖို့အတွက်ကုမ္ပဏီရှယ်ယာလွှဲပြောင်းတဲ့စာချုပ်ကိုသူချက်ချင်းရိုက်နှိပ်ခဲ့တယ်တာဝန်အားလုံးကိုသူ့ကောင်းပေါ်ပုံချပြီးအဖေကိုစားအပြစ်ခံဖို့သူစီစဉ်ခဲ့တာပါအဲ့ဒီအချိန်မှာပဲသူ့အဖေကအငယ်ကောင်နဲ့အတူအခန်းထဲဝင်လာပါတယ်။ဒါနဲ့လူငယ်လေးကသူ့အဖေကိုရှယ်ယာတွေအကုန်လုံးသူ့စီလွှဲပေးဖို့အမြန်တိုက်တွန်းတာပေါ့။ဒါပေမဲ့သူ့အဖေကအထင်လွဲပြီးကုမ္ပဏီကိုသိမ်းပိုက်ဖို့ကြိုးစားတယ်ဆိုပြီးဒေါသတကြီးအော်ဟစ်ပါတော့တယ်။မယားငယ်ကလည်းဒီ project ကတကယ်တော့နိုင်ငံခြားမှာငါသားကဒီဇိုင်းဆွဲလာတာလို့လိန်ပြောပြီးလူငယ်လေးကိုသူတပားကောင်းမှုနာမည်ကောင်းယူခြင်းနေတယ်လို့ဆွဆွဲပါတယ်။အဖေကြီးကလည်းမယားငယ်စကားကိုယုံပြီးစာချုပ်ကိုစုပ်ဖြဲပစ်လိုက်တယ်။ပြီးတော့လူငယ်လေးကိုဥက္ကဋ္ဌယာရုကနေဖယ်ရှားပြီးအငယ်ကောင်ကိုယာရုလွှဲပေးဖို့အတင်းကျပ်ခိုင်းပါတယ်။ဒီတော့လူငယ်လေးလည်းမထူးတော့တာနဲ့ဆောက်လုပ်ရေးပစ္စည်းတွေကအရေးသွေးမမီကြောင်းအဆောက်အဦပြီးရင်ပြိုကျမှာဖြစ်ကြောင်းအမှန်တိုင်းပြောပြလိုက်တယ်။ဒါပေမဲ့အဖေနဲ့မယားငယ်ကသူလိန်နေတာလို့ပဲထင်နေတော့မယ်။အငယ်ကောင်ကလည်းတခြား project မှာတောင်ဒီပစ္စည်းတွေသုံးတာဘာမှမဖြစ်ဘူးလို့ပြန်ပြောပါတယ်။အဲဒီတော့မှလူငယ်လေးကဒီဆန်မမီတဲ့ကွန်ကရစ်တွေကိုအငယ်ကောင်ကိုယ်တိုင်သုံးခဲ့မှန်းသိသွားတော့တာပါ။ဒါနဲ့သူကအငယ်ကောင်ကိုမင်းကကုမ္ပဏီကိုဖျက်ဆီးပြီးကိုကျိုးရှာနေတာလို့ဆွဆွဲတဲ့အခါအငယ်ကောင်ကရှက်ရကောင်းမှန်းမသိပဲငါကမှတကယ်တီထွင်သူမင်းကငါလက်ရာတွေကိုခိုးပြီးနာမည်ကြီးနေတဲ့သူပဲလို့ပြန်ပြောပါတယ်လူငယ်လေးကကုမ္ပဏီပတ်စံတွေကိုအလွဲသုံးစားလုပ်နေတာလို့တောင်ပြောင်းပြီးဆွဆွဲလိုက်ပါသေးတယ်လူငယ်လေးကအဖေဖြစ်သူကိုဒီလိုကွန်ကရစ်တွေသုံးရင်ကုမ္ပဏီအကြီးကျယ်ဆုံးရှုံးလိမ့်မယ်လို့ရှင်းပြဖို့စူးစမ်းပေမဲ့အဖေကဘာလို့သူ့ကိုမယုံရတာလဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်ပို့ပြီးတုံလို့စရာကောင်းတာကသူတို့ကလူငယ်လေးကိုဒေါသတကြီးနဲ့မြေပြင်ပေါ်လှဲကျသွားအောင်ကန်ထုတ်လိုက်ပြီးဆဲဆိုကြတာပါပဲအဖေဖြစ်သူကမင်းအမေကငါ့ကိုပတ်စံနဲ့မချင်းချောက်ခဲ့ရင်ဒီမျိုးသမီးကငါ့ရဲ့တရားဝင်ဇနီးဒီကောင်လေးကငါ့ရဲ့အမွေဆက်ခံသူဖြစ်နေမှာလို့ပြောပြီးအငယ်ကောင်ကိုပညာတတ်အမြင့်ကျဲသူဆိုပြီးချီးမွမ်းပါတယ်အထက်တန်းတောင်မအောင်တဲ့လူငယ်လေးထက်ပိုတော်တယ်လို့လည်းပြောပါတယ်အဲ့ဒီအခါမှာလူငယ်လေးကကုမ္ပဏီမှာလူရင်းအားမရှိလို့ကြောင်းထွက်ပြီးကုမ္ပဏီကိစ္စအဝေါ်ကိုကျွန်တော်ပဲကိုယ်တိုင်လုပ်ပေးခဲ့ရတာပါလို့ပြန်ရှင်းပြပါတယ်ဒါပေမဲ့အဖေကြီးကစိတ်မပြောင်းတဲ့အပြင်ကုမ္ပဏီရောဒီဇိုင်းအင်ဂျင်နီယာချုပ်ယာထူးပါဆွန့်လွတ်ဖို့ပြောပြီးမထွက်ရင်အိမ်ပေါ်ကနှင်ချမယ်လို့ချင်းချောက်ပါတယ်အဲ့ဒီတော့မှလူငယ်လေးဟာလုံးဝစိတ်ပြတ်အားငယ်သွားပြီးသူ့ပေါ်ဆက်ဆံပုံတွေကိုကြည့်ကာဒီပောက်ကွဲတော့မဲ့ project ကြီးကိုငါဆက်ပြီးတာဝန်မယူတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့သူကကုမ္ပဏီကိုပေးမယ်ဒါပေမဲ့နောက်ပိုင်းဖြစ်မဲ့ဘယ်ပြဿနာနဲ့မဆိုငါနဲ့မဆိုင်ဘူးလို့ပြောလိုက်တယ်အဖေကြီးကတော့ဂယုမဆိုင်ပဲသူ့အတွေ့အကြုံအရဘာမှမဖြစ်နိုင်ဘူးလို့ယုံကြည်နေတယ်ငယ်ကောင်ကိုလည်းဂုံထူးဆောင်ပွဲကိုအေးဆေးယူလိုက်ပြီလို့ပြောပြီးလူငယ်လေးကိုပစ္စည်းသိမ်းပြီး3နာရီအတွင်းထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်လူငယ်လေးပစ္စည်းသိမ်းနေတော့အငယ်ကောင်ကကုမ္ပဏီကိုစတင်အုပ်ချုပ်ပြီးဝန်ထမ်းတွေကိုအရန်ကြက်မှတ်ပါတယ်ဖုံးအားသွင်းတဲ့ဝန်ထမ်းကိုတွေ့တော့ကုမ္ပဏီကမီးကိုအလကားမသုံးရဘူးဆိုပြီးတားမြစ်တဲ့အပြင်အိမ်သာတက်ရင်တော့ပတ်စံကောက်မယ်လို့လုပ်ပါတယ်လူငယ်လေးကဒါကိုဝင်ပြောပေးပေမဲ့အငယ်ကောင်ကမင်းကငါ့ကိုဝေဖန်ပိုင်ခွင့်မရှိတော့ဘူးလို့ပြန်អော်တယ်ပြီးတော့ project design တွေကိုပါလူယူပြီးဒါတွေကငါဟာတွေလို့ပြောတဲ့အပြင်လူငယ်လေးကိုဝန်ထမ်းတွေရှေ့မှာဒီ project နဲ့ငါနဲ့ဘာမှမဆိုင်ပါဘူးလို့ဗီဒီယိုရိုက်ပြီးဝန်ခံခိုင်းပါတယ်လူငယ်လေးကတော့သူ့ကိုယ်သူအပြစ်ကင်းကြောင်းသက်သေရဖို့အတွက်အကြံနဲ့လွယ်လွယ်ကူကူပဲလက်ခံလိုက်ပါတယ်အခမ်းအနားနေ့ရောက်တဲ့အခါအဖေကြီးကလူသိရှင်ကြားကြေညာပြီးအငယ်ကောင်ကိုဂုဏ်ပြုပါတယ်လူငယ်လေးနဲ့ဘာမှမဆိုင်ဘူးဆိုတာလူတွေယုံအောင်ဗီဒီယိုကိုပါဖွင့်ပြလိုက်တယ်လူငယ်လေးကလည်းမီဒီယာတွေရှေ့မှာကျွန်တော်နဲ့ဘာမှမဆိုင်တာတကယ်ပါဂုဏ်ပြုမှုတွေအကုန်လုံးသူတို့နဲ့ပဲဆိုင်ပါတယ်လို့ထပ်လောင်းပြောပေးလိုက်တယ်အငယ်ကောင်ကတော့လူငယ်လေးကိုပြောညံ့တဲ့ကောင်လို့တတ်မှတ်ပြီးပြောနေတာပေါ့သူကဒါဟာကမ္ဘာအကြီးကျယ်ဆုံးအဆောက်အဦကြီးဖြစ်လာမှာပါလို့ကြွေးကြော်ပြီးခလုတ်ကိုနှိပ်လိုက်ပါတယ်ဒါပေမဲ့ခလုတ်နှိပ်လိုက်တဲ့တခဏချင်းမှာပဲရာစုတစ်မျော်စင်ကြီးဟာတစားစီပြိုကျပျက်စီးသွားပါတော့တယ်အခမ်းအနားကိုတက်ရောက်လာတဲ့သူတွေအားလုံးလည်းအံ့ဩတုန်လှုပ်ပြီးကြည်နေကြရပါတော့တယ်